မင်္ဂလာပါစားကုန်နေရနေကြိုဆိုပါရခင်ဗျအခုကျွန်တော်အိမ်သုံးဟုံးပိုင်းရဲ့လေးဒီအကုန်လုံးကိုကျွန်တော်မိတ်ဆက်ပေးပြဖြစ်ပါတယ်ခင်ဗျဒီကောင်လေးဆိုလို့ရှိရင်ကျွန်တော်တို့အသားကျိတ်ဆက်ပေါ့နော်2လီတာလေးဖြစ်ပါတယ်ဒီကောင်လေးဆိုလို့ရှိရင်အသားတွေကျွန်တော်အသီးရွက်တွေပေါ့နော်ကြက်သွန်တွေအကုန်လုံးကိုကျိတ်လို့ရပါပြီခင်ဗျဒီကောင်လေးဆိုရင်2လီတာ size ဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့မှာ brand ဆိုလို့ရှိရင်ဖူဆူတွေကနေလည်းရှိမယ်ပြီးလို့ရှိရင်မီဆူရှီတာတွေကလည်းရှိမယ်ပေါ့နော်ဒီမီဆူရှီတာတွေကဆိုလို့ရှိရင်ဒီကောင်လေးကအပေါ်က function ကကျတော့ခလုံးမဟုတ်ဘဲနဲ့ touch screen ဖြစ်သွားမယ်ခင်ဗျပြီးလို့ရှိရင်ဖန်တဲ့ဖြစ်အတွက်အထဲမှာကျွန်တော်အသားတွေချင်းညက်မညက်ကိုလည်းအကုန်လုံးကိုမြင်ရမှာပဲဖြစ်ပါတယ်ခင်ဗျโอเคနောက်ပြီးတော့ကျွန်တော်တို့မှာမိုးရင်းဘက်ပေါ့နော်မိုးရင်းဘက်ဖြစ်တဲ့အတွက်ကျွန်တော်အနားယူတဲ့ချိန်မှာမွေးလေးနဲ့ခေါက်ဆွဲပြုတ်စားမလားဟော့ပေါ့လို့စားမလားပေါ့နော်ပြုတ်ဦးလေးတွေကျွန်တော်အစုံပြန်ရောက်ရှိထားပါတယ်ခင်ဗျာဒီကောင်လေးဆိုလို့ရှိရင်ကျွန်တော်တို့20 cm ပေါ့နော်20 cm ပြုတ်ဦးလေးရောက်ရှိထားမယ်ဒီ22 cm 24 cm ဆိုပြီးတော့ size စုံအကုန်လုံးရောက်ရှိထားပါတယ်ခင်ဗျာပြုတ်ဦးထဲမှာဒီကောင်လေးဆိုလို့ရှိရင်ကျွန်တော် nest သားပါမယ်ခင်ဗျာ nest သားပါဖြစ်တဲ့အတွက်ကျွန်တော်တို့ omega တော့ပေါ့နော်ကျွန်တော်အချက်တာတွေပုံပြန်လာမယ်ပြီးလို့ရှိရင်ဒီကောင်လေးခေါက်ဆွဲပြုတ်ရတဲ့ရန်ကိုကောင်းနေပေါ့နော်ကောင်လေးရောက်ရှိထားမယ်နောက်ပြီးတော့ကျွန်တော်81ထဲမှာဆိုလို့ရှိရင်လည်းဖြုတ်စေးတွေထည့်ရောက်ရှိထားပါတယ်ခင်ဗျာဖြုတ်စေးဖြစ်သွားတဲ့အတွက်ကျွန်တော်အိုးသားနာစရန်ကောင်းတယ်ပြီးလို့ရှိရင် coin ပေါ်တာဖြစ်တဲ့အတွက်ဒီကောင်ကိုဒီအိုးမှာမဟုတ်ဘူးပေါ့နော်ခြားကျွန်တော်တို့ခြိုက်တဲ့အိုးတွေနဲ့လည်းပြန်လည်ပြီးတော့အသုံးပြုလို့ရမယ် site လို့ရှိရင်အိုးခြိုက်တဲ့အိုးတင်လို့ရတယ်ပေါ့နော်ဒါတော့ဒီကောင်ရဲ့အားသက်ချက်လေးဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့81မှာဆိုလို့ရှိရင်နောက်ထပ်ဖြုတ်စေးဒန်နီနဲ့ဒီမျိုးလေးထပ်ပြီးရရှိမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ထပ်အနေနဲ့ကတော့ကျွန်တော်တို့ဒန်နီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေပေါ့တယောက်နှစ်ယောက်ပဲသုံးမယ်တကူတဲ့သမားတွေအတွက်ပဲဖြစ်ဖြစ် site သေးပဲသုံးညင်သူတွေဖြစ်ကျွန်တော်တို့မှာဒန်နီကိုကျွန်တော်တို့10လက်မှ site 3မျိုးရရှိထားမှာဖြစ်ပါတယ်ခင်ဗျာ brand ထဲမှာဆိုလို့ရှိရင် Nakita တွေကရမယ် Mitsubishi တွေကရမယ် Barban တွေကရမယ်ဒီကောင်လေးဆိုလို့ရှိရင်10လက်မှဥတာအမဲနတ်စစ်သားနဲ့ဖြစ်မယ်ပေါ့နော်နတ်စစ်သားဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကောင်လေးကိုအိုးမကတ်ဘူးပေါ့နော်အိုးမကတ်ဘူးအလွယ်တကူကြော်နိုင်တယ်ပေါ့နော်ဒီကောင်လေးအားသာချက်ကတော့နောက်ပြီးတော့ကျွန်တော်တို့ဒီ12လက်မှထဲမှာဆိုလို့ရှိရင်လည်း brand စုံထက်ကြောက်ရှိထားတာရှိပါတယ်ဒီမှာ IG တွေကရှိမယ်Mitsubishi တွေကရှိမယ်အဲ့ဒါမှမြင်းတစ်စိတ်လက်ဟောင်းထဲမှာဆိုလို့ရှိရင် Mitsubishi တွေကထည့်ရရှိထားတာရှိမယ်ပြီးရင် Daiwa တွေကရှိမယ်ပေါ့နော်ဒီ12လက်မှမှာဆိုလို့ရှိရင်လည်း ရွေးချယ်တာ brand တွေအများကြီးရှိတယ်ကျွန်တော်တို့ Nest သားပါတဲ့ Oda အမဲတွေလည်းရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်14လက်မှမှာဆိုလို့ရှိရင်တော့လုံးဝဆိုင်သုံးမယ်အများစုသုံးမယ်အတွက်14လက်မှ site တွေကရရှိမှာဖြစ်ပါတယ်ဒီကောင်ကတော့ Nakita Jodia brand တွေက14လက်မှ site ဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့